အခုမြင်နေရတဲ့နိုင်ငံကိုသိကြလားတော်တော်များများတော့မသိတော့ဘူးထင်ပါတယ်သူတို့နိုင်ငံမှာနာမည်ကြီးစူပါစတားတွေမရှိဘူးကဘာကျော်တဲ့စောင့်အောင်တွေမရှိဘူးဒါပေမဲ့သူတို့မှာသွေးချင်းဆက်တဲ့ရဲရင်မှုတွေရှိတယ်နယ်သာလန်မှာကြည့်ပြီးဇာတိမြေအတွက်ကစားပေးခြင်းတဲ့မျိုးသက်တွေရှိတယ်ဟုတ်ပါတယ်ဒီနိုင်ငံကတော့စံချိန်တွေနဲ့အတူကမ္ဘာဖလားဝင်ခွင့်ရခဲ့တဲ့ခူရာဆောင်းနိုင်ငံပါတနိုင်ငံလုံးပေါက်မှာလူဦးရေ3သိန်းခွဲလောက်ပဲရှိတဲ့ဒီနိုင်ငံလေးဟာဘလို့လို့ကမ္ဘာဖလားဝင်ခဲ့တာလဲဘလို့ကြိုးစားပြီးဘလို့စံချိန်တွေကိုရခဲ့တာလဲဒီနိုင်ငံလေးကိုဗီဒီယိုနဲ့အတူဂုဏ်ပြုပေးခြင်းပါတယ်ခူရာဆောင်းနိုင်ငံလေးဟာနယ်သာလန်နိုင်ငံရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းနိုင်ငံလေးဖြစ်ပါတယ်ဒါကြောင့်မို့လို့လေလူငယ်တော်တော်များများကနယ်သာလန်မှာကြီးပြီးဥရောပလိတွေမှာကစားနေကြတာပါဒီနိုင်ငံလေးရဲ့ကမ္ဘာဖလားအိမ်မက်ကိုစတင်စေခဲ့တဲ့သူတစ်ယောက်ရှိပါတယ်သူ့နာမည်ကတော့ Patrick Kluivert ပါသူဟာဘာစီလိုနာနဲ့နယ်သာလန်တိုက်စစ်မှုဟောင်းဖြစ်တာကြောင့်မလို့သူနီးပြကျုပ်ဖြစ်လာတာဟာဒီနိုင်ငံလေးကိုပိုပြီးတောက်ပစေခဲ့တယ်လို့ဆိုရပါမယ်မျိုးသက်တွေကိုဇာတိမြေမှာကစားဖို့စီးရုံးခဲ့တယ်လူငယ်တွေကိုမြေတောင်မြောက်ပေးခဲ့တယ်အိမ်မက်တွေဖြစ်လာဖို့အုတ်မြစ်ချပေးခဲ့ပါတယ်နီးပြကြီး Death Advocate လက်ထက်မှာတော့အိမ်မက်တွေကလက်တွေ့ဖြစ်လာပါတော့တယ်လူငယ်တွေကိုနေရာပေးတယ်အိမ်မက်တွေကိုမခိုင်းတယ်ဆယ်ပွဲသိရှုံးဝတ်မရှိပဲတမိုင်းဝင်ကမ္ဘာဖလားလက်မှတ်ကိုရခဲ့တယ်အခုဆိုရင်လူဦးရေအနည်းဆုံးနဲ့ကမ္ဘာဖလားဝင်ခွင့်ရတဲ့စံချိန်ကိုတင်နိုင်ခဲ့တယ်တကမ္ဘာလုံးကလည်း W ဆိုပြီးကျိုးနိုင်ငံလေးကိုတစားကုန်ကြပါပြီအခုဆိုတကမ္ဘာလုံးကတည်တဲ့ဂုဏ်ယူစံနိုင်ငံလေးဖြစ်နေပါပြီကြီးမားတဲ့အိမ်မက်တွေဟာနိုင်ငံအကျယ်ဝန်းနဲ့လူဦးရေနေချင်းကအဓိကမကျပါဘူးလူဦးရေဘယ်လောက်များပြီးနိုင်ငံကြီးဘယ်လောက်ကြီးနေပါစေလူတော်တွေကိုမြေတောင်မြောက်ပေးရင်တော့ကြီးမားတဲ့အိမ်မက်တွေဖြစ်လာနိုင်မှာမဟုတ်ပါဘူးအခုလိုစိတ်ဝင်စားစရာတွေကိုအမြင်နဲ့တင်ဆက်ပေးနေမှာမဟုတ်လို့ channel နဲ့ page လေးကို like and follow subscribe လေးလုပ်ပေးကြပါဦး